Hello 여러분 안녕하세요. 저는 디네야로 디အခန်းနံပါတ်29လေးရောက်ပါပြီပေါ့နော်။ကဲကြည့်အောင်အခန်းနံပါတ်29မှာသူ့ရဲ့ခေါင်းစဉ်က한국의 기념일တဲ့နော်။ 한국의 코리아의 기념일အမှတ်တရနေ့ပေါ့နော်။အထိမ်းအမှတ်နေ့အမှတ်တရနေ့ပေါ့နော်။ကဲကြည့်အောင် 어위1 မှာသူက국경일과 기념일 관련 어위 국경일နော်ဒီအမျိုးသားအားလျက်တွေပြောတာနော်အမျိုးသားအားလျက်နဲ့တဲ့ 기념일အထိမ်းအမှတ်နေ့ကွမ်လျော်ဝီပတ်သက်တဲ့မင်းနေနော်ကုကီအောင်ကြီးဒီအမျိုးသားအားလည်းရဲ့ဒီဆမ်မီချောဆိုတာကတော့လွတ်လပ်ရေးရရှိရန်စတင်ဒီတိုက်ခိုက်တဲ့နေ့ပေါ့နော်လွတ်လပ်ရေးရရှိရန်စတင်ကြိုးပမ်းသည့်နေ့လည်းရတယ်နော်ပြီးရင်ကွမ်ဘိုချောဆိုတာကတော့လွတ်လပ်ရေးနေ့ဂဲကျွန်းချောဆိုတာကတော့နိုင်ငံတော်စတင်တည်ထောင်တဲ့နေ့한국나 코리아အခရာနေဂွန်လိုဂျာအီနာဆိုတာကတော့ဒီအလုသမားနေအော်ရီနီနာဆိုတာကတော့ကလေးများနေအော်ဘော်အီနာဆိုတာကတော့မိဘများနေဆွန်းဆွန်းအီနာဆိုတာကတော့ဆရာများနေကင်ညွန်းဟာတာအထိမ်းအမှတ်လုပ်သည်ဂူကီရိုတာတာဆိုရင်နိုင်ငံတော်လမ်းလွင့်တင်သည်ဟင်ဆာရူဟာတာဆိုရင်အခမ်းအနားကျင်းပသည်ပေါ့နော်ကုချိုတာရဒူရီတာပန်းကိုဒီတွေ့ချိတ်တက်ဆင်ပေးသည်မောင်မွန်းချွန်းနာတာစိတ်နှလုံးသားပေါ်ပြသည်နော်စိတ်နှလုံးသားပေါ်ပြသည်စောမရုဂျူတာလက်ဆောင်ပေးသည်စောမရုဒူရီတာလက်ဆောင်ပေးသည်အီနာလ်ဒီနေ့ဂမ်ဇာကျေးဇူးတင်ခြင်းအော်လီဒါငယ်ရွယ်သည်ဂျိုခါတူမဒိုလီဆိုတာကတော့လွတ်လပ်ခြင်းအဲဆိုရင်ဒေဝတစ်ကိုကြည့်မယ်နော်ဒေဝတစ်မှာသူကမာဒူးနဲ့ယူချင်းနဲ့နော်ကိုရီးယားလိုတစ်ခေါက်ဖတ်ပြပေးမယ်နော်유진씨같이저녁먹을래요? 미안해요. 내일이 어버이날이어서 선물 사러 가야 해요. 어버이날이요? 그게 무슨 날인데요? 어버이날은 부모님께 감사의 마음을 전하는 날이에요. 이날 부모님께 꽃을 달아드리고 선물도 드려요. 마두시 나라에도 어버이날이 있어요? 네. 그렇지만 니포에는 어머니나과 아버지의 날이 따로 있어요. 어버이날 이야기를 하니까 고향에 계시는 부모님이 보고 싶네요. 아저씨 신비하면은 맞아 마두가 요즘씨 같이 저녁 먹을래요? 요즘 연이다 두루 사자 말라. 너? 안에 요즘아 미안해요. 다음에 말해 내일이 어버이날이서 너 어버이날이어서 맨날평아 디 미밤야니 필로 선물 사러 가야 해요. 너? 레슨 웸로 둬야매. 안에 마두가 어버이날이요. 미밤야니라. 그게 뭔소 날인데요. 아리야가 뭔소 날인데요. 별로님유래. 안에 유진아 어버이날은 부모님께 감사의 마음을 전하는 날이에요. 디 미밤야니가로 디 미바리 탄 디 제주 때네 세고 포비아의 날이에요. 내비바래 너 안에 이날 부모님께 꽃을 달아드리고 선물도 드려요. 너 이날 에디니 부모님께 미바리 쓰고 꽃을 달아드리고 빤တွေ့ချိတ်တက်ဆင်ပေးတာလည်းရှိပြီးတော့စောမှုတို့လက်ဆောင်လည်းဒလို့ရောပေးတယ်တဲ့နော်마두시 나라에도 어버이날이 있어요တဲ့နော်마두ရဲ့နိုင်ငံမှာလည်းဒီမိဘများနေ့ရှိလားအဲ့နဲ့마두가 네 그렇지만 니포에는 어머니나과 아버지의 날이 따로 있어요တဲ့နော်네ဟုတ်ကဲ့그렇지만ဒါပေမဲ့니포에는 니포မှာကတော့တဲ့어머니나과နော်အမေများနေ့နဲ့아버지의 날이နော်အဖေများနေ့ဆိုတာက따로 있어요တိကျစီရှိပါတယ်နော်တက်ခွဲထားရပါတယ်ပေါ့နော်어버이날 이야기로 하니까 고향에 계시는 부모님이 보고 싶네요. 너 어버이날 이야기로 하니까 너 디 미바면이 사가 표현이라죠. 고향에 계시는 너 모의 미마시의 부모님이 미바를 고 보고 싶네요. 드리야 라이다. 너 아주 대화관리 하면 아주 어휘두마
အော်ဤတို့မှာသူကထူးပြောဟန်နာကွမ်လျောအော်ဝီရဲ့ထူးပြောဟန်ထူးကြတဲ့နာနေကွမ်လျောအော်ဝီနော်ပတ်သက်တဲ့မီနင်းနေပထမဆုံးဒိုးစွာကတော့တစ်နှစ်ပြည့်ပေါ့နော်ခွမ်းကစွာကတော့အသက်60ပြည့်ခွဲကစွာကလည်းအသက်60ပြည့်ချီဆုံစွာကတော့အသက်80ပြည့်ကျောင်းမရှိစွာကတော့လက်ထက်ပွဲချိုကေကုန်းစွာကတော့ဂုံပြုမွေဂျန်လေးရှိစွာကတော့ဒီအာတုပပွဲခန္ဓာဂျိုးကုန်းစွာကတော့ကုမွေပေါ့နော်ချိုးတဲ့ရတာဖိတ်ကြားသည်ချိုးတဲ့ရူဘတ်တာဖိတ်ကြားခံရသည်ချမ်ဆော့ခါရာတက်ရောက်သည်ချူကာဟာရာဂုံပြုသည်ဒုံနျိုလောဘောကိုင်ဘက်ချမ်းကြီးပါတီဒိုချမ်းကြီးတနေ့ပြပါတီအာဂီကလေးချောပွန်ကျဲပထမဆုံးကျဲဂျန်နန်ကန်ဆိုရင်ကလေးကစားစရာရုပ်ပေါ့နော်ဂူပန်ကြီးဆိုရင်ရွှေလက်စွပ်အာဂျစ်အခုထိဂျီတူရီအိမ်တက်ပွဲနော်အဲဆိုရင်ဒေဝတုဆက်ကြည့်မယ်ဒေဝတုမှာသူကဒါရာနဲ့ဂျာယာနဲ့နော်ကိုရီးယားလိုခေါ်ပြပြမယ်နော်ဂျာယာရှိဒိုချန်ဂျီရဲ့ကာဘော့ဆိုရောနဲ့ဒုံလျိုရဲ့အာဂီဒိုချန်ဂျီရဲ့ကာဘော့ဆိုရော저도 이번 주말에 도천지에 초대로 받았는데요. 한국에 도천지는 없대요. 가족과 친구들이 아기의 첫 번째 생일을 축하하고 같이밥도 먹어요. 아기에게 선물을 하고 싶은데 자야 씨는 뭘 선물했어요? 저는 아기 옷하고 장난감을 사줬는데 구반지로 주는 사람들도 있었어요. 그래요? 저도 예쁜 아기 옷을 선물하고 싶은데 자야 씨가 좀 도와줄래요? 다시 신비하면 마돈 다라가 자야 씨 도천지에 가봤어요. 너 자야를 이 클레이트네비 문이 또하게 불라 안에 자야가 네ဟုတ်동료의 아기 도천지에 가봤어요. 그래 너 로보간베의 클레이트네비 문이 또하게 부바래 안에 다라가 그래요ဟုတ်လား저도 이번 주말에 도천지에 초대를 받았는데요. 저는 이 커피에만 클레이트네비 문이 팔짝 하나야래. 한국에 도천지는 없대요. 코리아에 이 클레이트네비 문이가 별로래. 안에 자야가 가족과 친구들이 아기의 첫 번째 생일을 축하하고 같이 밥도 먹어요. 가족과 미다주 내 친구들이 등해진리가 아기의 클레이의 첫 번째 생일을ပထမဆုံးချိန်မွေးနေ့ကိုချူကဟာကိုဂုံပြုပေးကြပြီးတော့ဂါချီဘတ်တို့မကောရောထမင်းလည်းအတူတူစားပါတယ်နော်အဲ့ဒါဒါကအာဂီယေကေဆောမရူဟာကိုရှိပွန်တဲ့ဂျာယာရှိနိုမော်ဆောမှုဟဲဆိုရောအခလေးစီကိုတဲ့လက်ဆောင်ပေးခြင်းနဲ့တဲ့ဂျာယာကတော့တဲ့ဘာလက်ဆောင်နော်ဘာလက်ဆောင်ပေးခဲ့တာလေတဲ့နော်အဲ့ဒါနဲ့ဂျာယာကဂျွန်နွန်အာကီအိုထာကိုတဲ့နော်ကျွန်တော်ကတော့ခလေးအဝတ်နဲ့ဂျန်နန်ကမို့နော်ခလေးကစားစရာရုပ်ကိုစားကြနှုံတဲ့ဝယ်ပေးခဲ့ပြီမဲ့တဲ့ကိုပန်ဂျီတို့ရွှေလက်စွပ်ကိုဂျူနုံပေးတဲ့စာရန်သူတို့အီဆော့ဆော်ရောလူတွေလည်းရှိကြပါတယ်နော်ရှိခဲ့ပါတယ်အဲ့နဲ့ဒါကဂရေယောဟုတ်လား저도 예쁜 아기 옷을 선물하고 싶은데 자야 씨가 좀 도와줄래요? 그래요?ဟုတ်လား저도 저는 예쁜 아기 옷을 너လှတဲ့ကလေးဝယ်စားကိုနော်선물하고 싶은데လက်ဆောင်ပေးခြင်းနဲ့자야 씨가 좀 도와줄래요? 너 자야가တစိမ့်လောက်ကူညီမလားတဲ့နော်အဲဆိုရင်ကျွန်တော်ဒီနေ့ပြောပြပေးတဲ့အခန်းနံပါတ်29ရဲ့ meaning တွေစကားပြောလေးတွေနားလည်မယ်ထင်ပါတယ်နော်အဲဆိုရင်ဒီနေ့ကတော့ဒီလောက်ပဲပေါ့နော်အဲဆိုရင်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့နောက်ဗီဒီယိုတွေပြန်လာခဲ့ပါမယ်ကျွန်တော်ရဲ့ TikTok channel လေးနဲ့ YouTube channel လေးကိုလည်း follow and subscribe လုပ်ရသေးလုပ်ပြပါအောင်ဗျအဲဆိုအားလုံးပဲတက်တာပါ